Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကိုအားလေးဆော့ဒီတောက်ပါလေးဆော့ပြပေးရပါဒါကြောင့်မို့ like and subscribe လုပ်ပြီးတော့ကြည့်ပေးကြပါနည်းနည်းလေးတော့အသေးဟောဖြစ်နေရပေါ့နော်ဒါကြောင့်မို့လို့အသေးလေးတွေနည်းနည်းဟောထုတ်ပေးကြပါလို့တင်ပါတယ်မမဟုတ်ဘူးဘေးနားမှာပေါ့နော်မောင်လေးရှုတစ်ချက်အားနာပေးပါဗျာဒီနေ့ကတော့ဒီကင်းဆော့ပြပေးရပါရှင်ဒီကင်းလေးပေါ့နော်ဒီကင်းလေးပါအဲ့ဒါမို့လို့အကင်းလေးကိုဆော့ပြပေးရပါဒီမှာစကားတွေတော်တော်များပြောနေကြရပေါ့နော်အဲ့ဒါကတော့ကိုအလုပ်ကိုအရှိပဲတော်တော့ပဲပေါ့နော်အဲ့ဒါဒီဥစ္စာအပြတ်ကြပါလို့ရှိရင်ထိတ်ဆော့ပြမှာမေမဲအမေရှိလို့ပေါ့နော်အမေရှိလို့ဒီခုမှဆော့ပြပေးရပါဟိုတခါတော့ကဒီဘောဆော့တော့ပေါ့နော်ဒီတင်ထားတဲ့ဟာကြီးလေးရှိရဲပေါ့နော်အဲ့အားကြောင့်မို့လို့ပါတင်ထားတဲ့ဟာလေးရှိရလေ like and subscribe လုပ်ကြလေဖျက်အေးသွားပြီကြောင့်မို့လို့ပါ like and subscribe လုပ်ကြည့်ကြပါကြည့်စရာလေးဒါကြောင့်မို့လို့ပါရှင်လိုင်းရပပတင်ရလေတမပါတယ်အဲ့ကောင်ကနိုးပြီးတော့မလို့ကြောင့်မို့လို့ပါဒီမှာညီမကြီးလိုမျိုးပဲပြောနေကြတယ်ပေါ့နော်အဲ့ဒါကတော့ညီမပါရှင်ညီမစကားမပြောကိုစားကိုလုပ်တယ်ပေါ့နော်အဲ့ဒါပြောချင်တာအဲ့ဒါရဲ့ဒီနေရာလေးကိုလေ like and subscribe လုပ်ပေးပါလို့ပြောချင်ပါတယ်အဲ့ဒါဒီကင်းဆိုတာခုနကဥစ္စာကပျောက်နေတယ်ကောအဲ့ဒါဘယ်လိုသွားရမလဲဆိုဖျားရသွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့မသိဘူးပေါ့နော်အဲကြောင့်မို့လို့ဒါလေးကိုဆော့ပြပေးရပါအဲ့ဒါဆော့ပြရဲ့ဟာလေးတွေကိုလည်းဆော့လိုက်ထည့်ဆော့ပြပဲပေါ့နော်အဲကြောင့်မို့လို့အဲ့ဒါထည့်ဆော့ပြမှာပဲငါကပါမယ်ရှင်အဲ့ဒါအမေခေါ်လို့ရှိရင်အဲ့ဒါထွက်မယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒါလေးကိုပြီးအောင်ဆော့ပြပေးပါချင်ပါတယ်ဒါကြောင့်မို့လို့ဆော့ပြပေးမှမို့လို့ပေါ့နော်ဆော့ပြပေးမှမို့လို့ like and subscribe လုပ်ပေးပါလို့ပြောချင်ပါတယ်အဲ့ဒါရဲ့ဒီလူတွေပေါ့နော်ဒီမို့အဲ့ဒါကြောင့်မို့လို့ပါဒီမှာအောက်ကိုပြုတ်ကြနေပြီနဲ့ရအဲ့ဒါဒီကင်းကိုဆော့ပြပေးရပါအဲ့ဒါကဒီမှာအခုကပေါ့နော် line အရင်ထစ်နေတယ် line ရထစ်နေရောနည်းနည်းတောင်းမှပါပေါ့နော်အဲ့ဒါကဒီဥစ္စာလေးတော်လို့ပါဖျားတော်သေးရပါတော့အဝါဖြစ်တော့မလို့တော်သေးရကျမတဲ့အဲ့ဒါအကြိုင်ပဲအဲ့ဒါဒီကင်းကိုနားဝမ်းဆော့ပြပေးမယ်ဒါပေမဲ့ဒီတစ်ခုရှိရပေါ့နော်အဲ့ဒါရဲ့အကောင့်ကိုလေး like and subscribe လုပ်ပေးပါ like and subscribe လုပ်တော့မှဒီပေါ့နော်ဟိုမျိုးလေးရမှာပါအဲဒါမို့လို့ပေါ့နော်ဒါမို့လို့ပါရှင် line ရအရင်ထစ်နေရတော့ပေါ့ line ရအရင်ထစ်တော့အရင်လဲတောင်းမှပါတယ်Billy boy ဆိုလဲတော်သေးရပါတော့တော်သေးရအဲ့ဒါရိုက်ကြီးတော့ပါပြီရောဒီဘက်ဘေးနားလေးမှာလေဒါလေးတွေရှိရပါအဲ့နာကဒါကိုမသုံးလဲနဲ့သွားပါလေ
呀，တော်ပြီကျွန်တော်တော်ပါပြီငါရင်တော်ပါဒီကင်းမကောင်းလို့ရှိရင်ပေါ့နော်နောက်ထပ်ကင်းဆောက်ပေးမယ်ပေါ့နော်ဒါကြီးကအရင်တိတ်မကျွမ်းတော့လေသူများတွေဆိုရင်ဟိုဘက်အပေါ်ထိတောင်ရောက်သွားပြီအဲနာကဒီဥစ္စာကိုတိတ်တော့မစော့တော့တော်သေးနောက်ဝိုင်းလာမသိဘူးပေါ့နော်ချက်တော့ကြည့်မယ်နောက်ဝိုင်းရှင်အဲ့တော့အလုံးမပါမှာ